မဆုခတာမန်လူတယောက်အနေနဲ့အ ਨੇ ဆုံးတိုက်ဆယ်ကျိန်ထိုးနိုင်ရမယ်လို့သိရပါတယ်ခင်ဗျကိုနှင်ကောနဲ့ခါနော်ဒီလိုက်ထိုးတိုက်နေခါတီအေမန်စစ်ကမ်ခါပါ15ချက်ပြဒါဆိုရင်တာမန်လို့အစစ်ထဲမှာပါတယ်15ကမ်ခမဟန်ဟိုက်ခမဆုခ